မင်္ဂလာပါ The Movie Hub Channel လေးမှာကြိုဆိုပါရစေဒီနေ့မှာတော့ဘာသာစကားမတူဘူးကိုးကွယ်တဲ့ဘာသာချင်းလည်းမတူသလိုရန်သူလိုဖြစ်နေတဲ့နိုင်ငံနှစ်ခုကြားမှာအပိကင်းစင်တဲ့ခလေးမလေးတစ်ယောက်ရဲ့အိမ်ပြန်လာဟာဘလောက်တောင်ခက်ခဲမလဲဆိုတာကိုရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးသွားမှာပါဇာတ်လမ်းကောင်းလေးတွေကိုမလွတ်တမ်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်ပါကစ္စတန်နိုင်ငံဆူလ်တန်ဖူတောင်တန်းဒေသလေးမှာစကားမပြောနိုင်ပဲစွန့်အနေတဲ့အသက်6နှစ်အရွယ်ရှာဟီဒါဆိုတဲ့မိန်းကလေးငယ်လေးရှိပါတယ်။ဒီနေ့မှာတော့သူမဟာတောင်ကုန်းပေါ်မှာကစားနေတဲ့ရင်မတော်အဆက်ပြုတ်ကျသွားခဲ့ပါတယ်။နီးဝင်းလို့ကင်ပြမလာတဲ့အခါမှာတော့ရွာသားတွေကဝိုင်းဝန်းရှာဖွေကြပါတယ်။နိုင်ရီပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာတော့တောင်ဆောင်ကနေထွက်နေတဲ့တစ်ကိုင်းတစ်ခုပေါ်မှာသူမကိုတင်နေတာရှာတွေ့ခဲ့ပါတယ်။သူမဟာစကားမပြောနိုင်တာကြောင့်အဲ့ဒီနေရာမှာတဏီကုံပိတ်မိနေခဲ့တာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့သူမရဲ့မိဘတွေနဲ့အိမ်နီးနားချင်းတွေစုဝေးပြီးသူမကိုစကားပြနိုင်အောင်ဘယ်လိုကူညီရမလဲဆိုတာတိုင်ပင်ကြပါတယ်။အသက်ကြီးပိုင်းအမျိုးသားတဦးကတော့အိန္ဒိယနိုင်ငံဒဲလီမြို့မှာရှိတဲ့နီဇာမူဒင်အော်လီယာရဲ့ဂူဘီမန်စီကိုခေါ်သွားဖို့အကြံပေးပါတယ်။ဒီလိုအလေးအမြတ်ထားရတဲ့နေရာကိုတွားရောက်ဖူးမြော်တာဟာငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကိုဆောင်ကျဉ်နိုင်ုံတင်မကပဲရှာဟီဒါရဲ့စကားပြန်ပြောလာနိုင်မယ်လို့မိသားစုဝင်တွေကယုံကြည်ကြပါတယ်။ရှာဟီဒါရဲ့ဖခင်ဟာစစ်သားဟောင်းတယောက်ဖြစ်ပြီးအိန္ဒိယစစ်တပ်နဲ့တိုက်ပွဲဝင်ခဲ့မှုတဲ့အကြောင်းသူ့အတွက်အိန္ဒိယဗီဇာရဖို့မလွယ်ကူတာသိကြသလောက်ပါပဲ။ဒါကြောင့်မိခင်ဖြစ်သူရာဇီယာကပဲသမီးဖြစ်သူအတွက်ပထမဆုံးအချိန်အတွက်အဝေးကြီးကိုခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ရဲ့ခရီးစဉ်ဟာအစပိုင်းမှာတော့အစီအစဉ်အကိုင်းအဆင်ပြေချောမွေသွားခဲ့ပါတယ်။ဂူဘီမန်ကိုရောက်လို့ဆူတောင်းတာတွေလုပ်ပြီးတဲ့နောက်မှာသူတို့နှစ်ဦးဟာပါကစ္စတန်ကိုပြန်ဖို့ယထာပေါ်တက်ခဲ့ကြပါတယ်။အပြန်လန်းညဖက်မှာတော့ယထာဟာပြုတ်ပြင်စရာရှိလို့ခဏရက်နာထားပါတယ်။အားလုံးအိပ်ပျော်နေတဲ့အချိန်မှာရှာဟီဒါဟာယထာပြေးကကျင်းတစ်ခုထဲမှာပိတ်မိနေတဲ့တိုးငယ်လေးတစ်ကောင်ကိုတတိထားမိသွားပါတယ်။သူမဟာဘာမှအညာကြီးမစင်စားနေတော့ပဲအဲ့ဒီတိုးငယ်လေးကိုကူညီဖို့ယထာပေါ်ကနေဆင်းသွားပါတယ်။ဒါပေမဲ့သူမယထာပေါ်ပြန်တက်မနိုင်ခင်မှာပဲယထာကပြန်ထွက်သွားပါတော့တယ်။ရှာဟီဒါဟာယထာနာကိုလိုက်ပြေးပေမဲ့နောက်ဆုံးမှာကြံရစ်ခဲ့ပါတယ်။သူမဟာမိခင်ချစ်သူသွားတဲ့လမ်းကြောင်းကိုလိုက်နိုင်ဖို့စ조사နေရင်ကုန်းတင်ယထာတစီပေါ်ကိုတက်လိုက်ပါတယ်။ဒါပေမဲ့သူမမျောလင့်ထားတယ်လို့ဖြစ်မလာပဲအဲ့ဒီယထာဟာစန့်ကျင်ဘက်မောင်းနှင်းသွားပြီးအိန္ဒိယနိုင်ငံခူရုခ်ဆေထရာမြို့မှာရပ်နာလိုက်ပါတယ်။ရာဇီယာဟာသူမသမီးပျောက်ဆုံးနေတာကိုသတိထားမိခဲ့ခါယထာကိုချက်ချင်းရထိုင်ခဲ့ပါတယ်။သူမပျောက်သွားတဲ့ယထာလန်တရှောင်ရှာဖွေဖို့ရဲတွေကိုအကူအညီတောင်းပေမဲ့ရှာဟီဒါကတော့တခြားတနေရာကိုရောက်သွားခဲ့ပြီဖြစ်လို့ရှာမတွေ့ခဲ့ပါဘူး။ရာဇီယာဟာသမီးအတွက်အရန်ဆိုးရိမ်နေတဲ့ခမင်းဖြစ်သူနဲ့ပြန်ဆုံတဲ့အခါမှာလဲအိန္ဒိယကိုချက်ချင်းပြန်သွားဖို့ဗီဇာကချက်ချင်းမရနိုင်တာကြောင့်စိတ်ပြက်အားငယ်နေကြရပါတယ်။သူတို့သမီးလေးဘေကင်းပါစေလို့ဆူတောင်းယုံကလွယ်လို့တခြားဘာမှမတတ်နိုင်တော့ပါဘူး။ဒီအတော်အတွင်းမှာတော့ရှာဟီဒါဟာတခြားနိုင်ငံတစ်ခုမှာဘသူနဲ့မှအဆက်အသွယ်မလုပ်နိုင်ပဲလမ်းပြောင်းနေပါတယ်။လမ်းဘေးစားတောက်ဆိုင်တစ်ခုမှာစားတောက်နေတဲ့လူစိမ်းတစ်ယောက်တို့သူမတွေ့သွားပါတယ်။အဲ့ဒီလူကတော့စိတ်နှလုံးဖြူစင်တဲ့ပါဝန်ကူမာပဲဖြစ်ပြီးသူမကိုသူ့နဲ့အတူအစားတောက်တီအတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူမကိုစကားပြောလာအောင်မိနစ်အနည်းငယ်ကြာစူးစမ်းကြည့်ပြီးတဲ့နောက်မှာတော့ပါဝန်ကဒီကလေးမလေးဟာစကားမပြောနိုင်ဘူးဆိုတာသိသွားပြီးသူမကိုမန်နီလို့ပဲအမည်ပေးလိုက်ပါတယ်။ဘိုက်အရန်စားနေတဲ့မန်နီဟာအစားတောက်တွေကိုအားရပါရစားတောက်ပြီးတဲ့နောက်ပါဝန်နောက်ကိုတကောက်ကောက်လိုက်ပါတော့တယ်။ပွဲတော်အသွေးမှာမိဘတွေနဲ့လူကွဲသွားတာဖြစ်မယ်လို့ယူဆပြီးပါဝန်ကသူမကိုဖះเจ้าတစ်ခုရဲ့ရှေ့မှာစောင်းနေဖို့ပြောပါတယ်။ပါဝန်ဟာဟိန္ဒူဘာသာကိုကိုးကွယ်သူစစ်စစ်ဖြစ်ပြီးဟာနူမန်နမင်းကြီးကိုအလွန်အမင်းသက်ဝင်ယုံကြည်သူတူပါ။ဟာနူမန်နမင်းကြီးရဲ့ဖះเจ้าရှေ့မှာစောင့်နေရင်နမင်းကြီးကပဲမန်ဒီကိုအိမ်ပြန်ရောက်အောင်ပို့ပေးလိမ့်မယ်လို့သူကယုံကြည်နေတာပါ။ဒါပေမဲ့မန်နီကသူ့နောက်ကနေမခွာပဲလိုက်နေတာကြောင့်နောက်ဆုံးမှာတော့ရဲစခန်းကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့ခလီမလေးကသူမရဲ့မိဘတွေအကြောင်းဘာအချက်လက်မှမပြောနိုင်တဲ့ကြောင့်ရဲတွေအနေနဲ့လည်းလူပြောက်တိုင်ချက်လာဖွင့်မဲ့သူကိုစောင့်ယုံကလွယ်လို့ဘာမှမတတ်နိုင်ပါဘူး။မိဘတွေကိုမတွေ့မချင်းမန်ဒီအတော်တဲကိုစီအနေနဲ့လူအပ်တာကြောင့်ပါဝန်ကပဲသူမကိုခေါ်ထားလိုက်ပါတယ်။ဒေလီမြို့မှာကသူ့အိမ်ကိုအပြန်လန်းခရီးမှာတော့ပါဝန်ကမန်ဒီကိုနောက်တစ်ချင်းစကားပြောလာရင်ငါ့ကိုဦးလေးလို့ခေါ်ရမယ်လို့ပြောပြပါတယ်။ဒါအပြင်သူကအိန္ဒိယကမြို့အမီတွေကိုတခုပြီးတခုရွတ်ပြပြီးသူမမိဘတွေရှိတဲ့မြို့အမီပါရင်ခေါင်းညှင့်ပြဖို့ပြောပါတယ်။ဘတ်စကားဘော်ကခရီးတဲ့အားလုံးကဝိုင်းကူကပေမဲ့ဘသူကမှအိန္ဒိယပြင်ပကမြို့အမီတွေကိုကောင်ထဲ့မပြောမိပါဘူး။စကားပြောနေလေးနဲ့ပဲပါဝန်ကသူဒေလီမြို့ကိုအလုံလာဖြစ်ပုံအကြောင်းအားလုံးကိုပြန်ပြောပြပါတယ်။သူဟာအတန်းတင်စာမေးပွဲကိုတခါမှမအောင်မြင်တဲ့တာမန်ကျောင်းသားလေးပါ။သူတငယ်ချင်းတွေအားလုံးကတော့စာခိုးချပြီးအတန်းတက်သွားကြပေမဲ့ပါဝန်ကတော့ဘယ်တော့မှမခိုးချသလိုမူသားလည်းမပြောပါဘူး။
နောက်ဆုံးမှာတော့17ကြိမ်မြောက်စူးစမ်းမှုမှာစာမေးပွဲအောင်မြင်သွားပြီးဒေလီမြို့ကိုအလုရှာဖို့ရောက်လာခဲ့တာပါသူဟာသူ့ဖခင်ရဲ့တငယ်ချင်းဖြစ်သူဖြစ်တဲ့ပန်ဒေရဲ့အိမ်မှာတဲကိုခဲ့ပါတယ်ပန်ဒီဟာတခြားဘာသာဝင်တွေကိုသူ့အိမ်ထဲအဝင်မခံတဲ့တင်းကျပ်တဲ့လုံးနဲ့ဟိန္ဒူဘာသာဝင်တူပါပန်ဒေရဲ့သမီးယာစီကာကတော့သူမစာပြနေတဲ့ကြောင်မှာပါဝမ်ကိုအလုသွင်းပေးခဲ့ပြီးပါဝမ်ရဲ့ရိုးသားဖြူစင်တဲ့စိတ်ထားလေးကိုသဘောကျပြီးချစ်မိသွားပါတယ်ဒါပေမဲ့စီကန်းကြီးရဲ့ဖခင်ဖြစ်သူပန်ဒေကတော့သမီးဖြစ်သူနဲ့လက်မထပ်ခင်ပါဝမ်ကိုကိုပိုင်အိမ်တစ်လုံးအရင်ဆောက်ဖို့ကန့်သက်ချက်ထားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးပါဝမ်နဲ့ယာစီကာတို့ဟာအိမ်ဆောက်ဖို့အကြပ်ပတ်စံတွေကိုစ조사စုဆောင်းနေကြတာဖြစ်ပါတယ်သူတို့နှစ်ဦးဟာနောက်နှစ်ထဲမှာလက်ထပ်ဖို့လဲစီစဉ်ထားကြတာပါဘတ်စကတ်ဘောကလူတိုင်းဟာပါဝမ်ရဲ့ပုံပင်လိုဇလန့်လေးကိုကြားရပြီးသဘောကျနေကြပါတယ်ပါဝမ်နဲ့မန်ဒီတို့အင်ကိုရောက်တဲ့အခါမှာတော့ယာစီကာကအင်ရှိကနေကြိုးဆိုနှုတ်ဆက်ပါတယ်ပါဝမ်ကဒုက္ခရောက်နေတဲ့ကလေးမလေးကိုကူညီပေးနေတာကိုသူမကဝမ်းသာနေပြီမဲ့ဖခင်ဖြစ်သူပန်ဒေကတော့အဲ့ဒီလိုမျိုးသဘောမကျပါဘူးသူကအမန်ဒီဟာတခြားဘာသာဝင်ထင်နေမှာကိုစိုးရိမ်နေတာပါပါဝမ်ကတော့မန်ဒီရဲ့အသားရည်ဖြူဖွေးကိုချီပြီးသူမဟာဟိန္ဒူဘာသာဝင်ပဲဖွေရမယ်လို့အကြောင်းပြပြီးကပန်ဒေကိုတလားလောက်လက်ခံထားဖို့နားချလိုက်ပါတယ်ပါဝမ်နဲ့ယာစီကာတို့ကအမန်ဒီကိုသူတို့ရဲ့သမီးအရင်လေးလိုဂယူးဆိုင်ကြပေးမယ်လေမန်ဒီကတော့သူမရဲ့မိဘတွေကိုလွမ်းပြီးနေ့တိုင်းငိုကြွေးနေပါတယ်ပါဝမ်တို့မိသားစုတစ်ခုလုံးဟာတက်တက်လွတ်လွတ်စားသူတွေဖြစ်နေပြီးမန်ဒီကတော့ထမင်းစားတိုင်းအသားဟင်းနဲ့စားလေရှိတာကြောင့်ကျွေးတဲ့ထမင်းတွေကိုကုံအောင်မစားနိုင်ရှာပါဘူးဒီနေ့မှာတော့ပါဝါနဲ့ယာစီကာတို့ဟာမန်ဒီကိုမွတ်စလင်အိမ်နီးနားချင်းအိမ်မှာစက်သားဟင်းတွေအားရပါရစားနေတာကိုရှာတွေ့သွားပါတယ်။အဲ့ဒီညနေမှာပဲပါဝမ်ကသူမကိုစားသောက်ဆိုင်တစ်ခုကိုခေါ်သွားပြီးသူမကြိုက်တာမန်းတမျှအစားခိုက်ပါတယ်။အသားစားတာဟာသူ့ရဲ့ဘာသာရေးအရာတားမြစ်ထားတဲ့အရာထည့်ပေးမဲ့သူမအတော်တော်သူခွင့်ပြုပေးခဲ့တာပါ။မန်နီဟာလမ်းဘေးမှာရောက်နေတစ်ဖြက်တောက်နေတဲ့လက်ကောက်ချလေးတွေကိုလည်းအရန်သဘောကျပါတယ်။တနေ့ဈေးထဲလမ်းလျှောက်နေတော့မှသူမဟာလက်ကောက်ထုတ်လေးတစ်ခုကိုအဖြစ်ကင်းစင်စွာနဲ့ကောက်ယူလိုက်ရကနေဆိုင်းရှင်ကတားဆီးလိုက်ပါတယ်။ပါဝမ်ကအဲ့ဒီလက်ကောက်တွေကိုပြန်ပေးခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်ဖျားရှိခိုးဖို့ဖျားเจ้าကိုခေါ်သွားပါတယ်။သူကသူမကိုဖျားရှိခိုးနီးတန်းပေးနေတော့မှမန်နီကအနီးနားမှာရှိတဲ့ဗလီเจ้าတစ်ခုတည်းကိုခိုးဝင်သွားပါတယ်။ပါဝမ်ကဗလီထဲလိုက်သွားဖို့ဝေခွဲမရဖိနေပြီးမှနောက်ဆုံးတော့လိုက်သွားခဲ့ပါတယ်။သူအံ့ဩသွားရတာကတော့သူမဟာဗလီထဲမှာကူရန်ချမ်းစာဖတ်နေတာကိုမြင်လိုက်ရတာပါပဲခဏတဲ့အတွင်းမှာတော့ပါဝါဟာသူ့ကိုတစ္ဆာဖောက်လိုက်သလိုမျိုးခန်းစားလိုက်ရပါတယ်ဘာလို့လဲဆိုတော့သူဟာမွတ်စလင်တယောက်နဲ့ဘယ်တော့မှမိတ်ဆွေမဖြစ်နိုင်လို့ယူဆထားလို့ပါဒါပေမဲ့ယာဇီကာကသူမဟာမွတ်စလင်ဖြစ်ခင်မှာလူသားအရင်ဖြစ်တယ်ဆိုတာကိုပါဝါနားလည်အောင်ရှင်းပြပါတယ်ယာဇီကာဟာသူမရဲ့ဖခင်ဖြစ်သူဘာသာရေးအပေါ်မူတည်ပြီးလူတွေကိုခွဲခြားဆက်ဆံတာကိုမုန်းတိနေသူဖြစ်လို့ပါဝမ်ကိုတော့အဲ့ဒီလိုလူမျိုးမဖြစ်စေချင်ပါဘူးပါဝမ်လည်းနားလဲသွားပြီးမန်နီကိုတွားခေါ်ဖို့ဗလီတဲ့ပြေးဝင်သွားပေမဲ့အဲ့ဒီအချိန်မှာတော့သူမကထွိုက်လင်သွားနေပြီပါဝမ်ကစိုးရိမ်တကြီးနဲ့လိုက်ရှာနေတော့မှပဲမန်နီကသူ့စီပြေးလာပြီးတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပါဝမ်ဟာသူ့ရဲ့ဘာသာရေးအစွဲအလံနေမဲ့ခောက်စိတ်တွေကိုဘေးခါထားပြီးသူမကိုအပြည့်အဝလက်ခံလိုက်ပါတော့အဲ့ဒီနေ့ညမှာတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ cricket ပွဲရှိနေပါတယ်မိသားစုတစ်ခုလုံးဟာအိန္ဒိယအသင်းကိုအားပေးနေကြပေမဲ့မန်ဒီကတော့ပါကစ္စတန်အသင်းအမှတ်ရတဲ့အခါတိုင်းဝမ်သာအားရဖြစ်နေပါတယ်။ပါကစ္စတန်အသင်းနိုင်သွားတဲ့အခါမှာတော့သူမကပျော်ရွှင်စွာနဲ့ကထုခွန်ပြီး TV ဖန်သားတင်ကထန်သွားပါကစ္စတန်အလံကိုနန်းရှုံနေပါတော့တယ်။ဒါကူမြေတော့ပါဝမ်ကသူမစီသွားပြီးမင်းကပါကစ္စတန်ကလာလို့မေးလိုက်ပါတယ်။အိန္ဒိယမြို့နံပါတ်တွေကိုခေါင်းခါပြခဲ့တဲ့မန်ဒီဟာအခုမှပဲဟုတ်ကဲ့ဆိုတဲ့သဘောနဲ့ခေါင်းရင်ပြမှာပါတော့တယ်။ဒါကိုတည်သွားတဲ့အခါမှာတော့ပန်ဒေးကတော့ဒေါသတကြီးထိသွားပါတယ်။မွတ်စလင်ဖြစ်နေတာတင်အစိုးကြီးဖြစ်နေလို့အခုပါကစ္စတန်ကပါဖြစ်နေတာဆိုတော့သူ့အိမ်မှာဆက်ထားဖို့လုံးဝခွင့်မပြုနိုင်တော့ပါဘူး။ပါဝမ်လည်းနောက်တနေ့မှာသူမကိုပါကစ္စတန်တောင်ယုံစီပို့ပေးမယ်လို့ကတိပေးလိုက်ရပါတယ်။ဒါပေမဲ့တောင်ယုံငွေတန်းကတော့ passport မပါပဲဗီဇာထုတ်ပေးဖို့ခွင့်မပြုနိုင်ပါဘူး။မန်ဒီအခြေအနေကသူမရဲ့နာမည်အရင်တောင်မသိရတာကြောင့်ဗီဇာရဖို့ဆိုတာလုံးဝမထင်နိုင်တဲ့အခြေအနေပါ။ဒါအပြင်တောင်ယုံရှိမှာစန္ဒပြမှုတွေဖြစ်သွားတာကြောင့်ဗီဇာထုတ်ပေးတော့လုပ်ငန်းစဉ်အားလုံးကိုတလကြာပိတ်ထားလိုက်ပါတယ်နောက်ဆုံးနီးလန်းအနေနဲ့ပန်ဒီရဲ့အကြံပေးချက်အရပါဝမ်ကသူမကိုခရီးသွားအကျိုးဆောင် travel agent တရားစီခေါ်သွားပါတယ်။အဲ့လူကတော့ Ruby ငွေ3သိန်းပေးရင်ကလီမလီကိုနေဆက်တစ်ဖက်ချမ်းစီပို့ပေးမယ်လို့ကတိပေးပါတယ်။ပါဝမ်နဲ့ယာစီကာတို့ဟာမန်နီကိုကူညီဖို့အတွက်သူတို့အိမ်ဆောက်ဖို့စုထားတဲ့ငွေတွေကိုအကုန်ထုတ်ပေးလိုက်ကြပါတယ်။နောက်တနေ့မှာတော့ပါဝမ်ကစိတ်မကောင်းစွာနဲ့မန်နီကိုအဲ့ဒီလူရဲ့ရုံခန်းစီပို့ဆောင်ခဲ့ပြီးမျက်ရည်လဲရွှေရွယ်နဲ့နှုတ်ဆက်ကပြန်လာခဲ့ပါတယ်။အိမ်ပြန်လမ်းမှာတော့ပါဝမ်ဟာလမ်းဘေးကလက်ကောက်ရောင်းတဲ့ဆိုင်လေးကိုတတိထားမိသွားပါတယ်။အိမ်နောက်လက်ကောက်တဆုံဝေပြီးမန်နီကိုလက်ဆောင်ပေးဖို့အတွက်ရုံခန်းစီပြန်လာခဲ့ပါတယ်။ရုံခန်းရောက်တဲ့အခါမှာတော့ခီးသွားအကျိုးဆောင်ကမန်နီကိုရောင်းစားဖို့အတွက်ကြံစည်နေတာကိုတွေ့လိုက်ရပါတယ်။
ပါဝန်လက်ဒေါသထွက်သွားပြီးအဲ့လူကိုပတင်းပေါက်ကနေအပြင်ကိုပြစ်ချလိုက်ပြီးမန်နီကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်ပါဝန်ကမန်နီကိုသူ့ကိုယ်တိုင်ပဲအိမ်ပြန်ပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ပါကစ္စတန်ကရွာရီကြောင့်ဘာမှမသိသလိုအဆက်အသွယ်လည်းမရှိပေမဲ့သူဟာအဲ့တွေကိုထုတ်ပို့ပြီးနေဆက်ကိုထွက်လာခဲ့ပါတယ်နေဆက်နဲ့မိုင်အနေငယ်အကွာမှာတော့ဦးမင်လိုင်ကောင်းကနေတဆင့်တရားမဝင်လူခိုးထုတ်ပေးတဲ့အာလီဆူရဲ့လွတ်ကောက်အေဂျင့်တယောက်နဲ့တွေ့ဆုံခဲ့ပါတယ်မန်နီရဲ့အကြောင်းကိုကြားသိတဲ့အခါမှာသူကအခက်မဲ့ကူညီဖို့သဘောတူခဲ့ပါတယ်ပါကစ္စတန်ဘက်ချမ်းကိုရောက်တဲ့အခါအာလီကပြန်သွားခဲ့ပါတယ်အရာရှိတွေကသူ့ကိုတွေ့တဲ့အခါဝိုင်းဝန်းရိုက်နှက်ကြပြီးမန်နီကတော့ကြည့်ပြီးငိုကြွေးနေပါတယ်ပါဝန်ကတော့ဂလီမလီမကြောက်ရအောင်အရိုက်ခံနေချိန်မှာတော့ရေပြားနေခဲ့ပါတယ်သူလာရတဲ့အကြောင်းရင်းကိုတီးသွားတဲ့နောက်မှာတော့စစ်ဗိုလ်ချုပ်ကလာရလမ်းအတိုင်းလေပြန်သွားဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ပါဝန်ကသူတို့စီကတယုံဝင်ခွင့်ပြုချက်မရသေးတဲ့အတွက်ဆောင်ဆိုင်ဖို့အဆုံးဖြတ်လိုက်ပါတယ်။ထာမန်အရိုက်ခံရပေမဲ့နောက်ဆုံးမှာတော့စစ်သားတွေရဲ့ခွင့်ပြုချက်နဲ့တွားခွင့်ရခဲ့ပါတယ်။အိမ်နောက်မှာတော့သူနဲ့မူနီဟာစားတောက်ဆိုင်တစ်ခုကိုရောက်နေပါတယ်။မူနီကရဲတယောက်ရဲ့လက်ထိကိုမြင်ထိလက်ကောက်အမတ်နဲ့ခိုးယူလိုက်ပါတယ်။ရဲကဒါကိုတီးသွားတဲ့အခါပါဝန်မှာနိုင်ငံကိုလက်မှတ်မရှိတာကြောင့်သူ့ကိုအိန္ဒိယသူလျောဖရဆွဆွဲပြီးထောင်ထဲထည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတရင်ထောက်နဝတ်ခါသူလျောမြစ်သွားပြီဆိုတဲ့တရင်ကိုကြားသိရတဲ့အခါလူတွေမိမန်းဝင်ရဲစခန်းကိုအပြေးသွားခဲ့ပါတယ်။သူကပါဝန်စီကနေမရရအဖေအချို့ကိုရခဲ့ပြီးတရင်ဌာနကိုအကြောင်းကြားပြီးမြဲဘသူကမှသူ့ကိုအလေးမထားခဲ့ပါဘူး။ရဲစခန်းထဲမှာတော့ရဲရရှိကပါဝန်ကိုစစ်မေးနေပေမဲ့ပါဝန်ပြောသမျှကိုဘာတစ်ခုမှမယုံပါဘူး။ရုတ်တရက်ဆိုသလိုမူနီကစပွဲတင်ပြကရင်ဘော်ကတပုံတပုံကိုမြင်သွားပြီးအဲ့ဒါကသူမရဲ့ရွာဖြစ်တဲ့ဆိုတာကိုမှတ်မိသွားပါတယ်။ပါဝန်ကအယံဝမ်းသာသွားပေမဲ့ရဲရရှိကမူနီကိုအတင်းအကျပ်ပါဟောက်ခိုက်တဲ့အခါမှာတော့ပါဝန်ကဒေါသထွက်ပြီးအဲ့လူကိုပြန်တက်ခိုက်တာကြောင့်ပြဿနာတွေပိုတက်လာပါတယ်။အိမ်နောက်မှာကသူတို့ဟာရဲစခန်းကနေထွက်ပြေးခဲ့ကြပါတယ်။နဝက်ကသူ့ထွက်ပြေးကကိုမြင်ပြီးနောက်ကနေလိုက်သွားပါတယ်။သူတို့ဘက်ကားပေါ်တက်တဲ့အခါပါဝန်ကကားစပယ်ယာကိုသူတို့သွားမယ့်နေရာကိုပြပြီးမန်နီရဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ပါဝန်ဟာတကယ်တော့လူကောင်းတယောက်ဖြစ်မှန်ထီးသွားတဲ့အခါနဝက်နဲ့တခြားခီးတွေကသူ့ကိုကူညီမှုဆုံးဖြတ်လိုက်ကြပါတယ်။ရဲတွေလာရောက်ရှာဖွေတဲ့အခါသူတို့ကပါဝန်နဲ့မူနီကိုဘက်ကားခေါင်ပေါ်မှာဝှက်ဖေးထားခဲ့ပါတယ်။ညဘက်မှာတော့နဝက်ပါဝန်နဲ့မူနီတို့ဟာဗလီတစ်ခုမှတဲခိုခဲ့ကြပါတယ်။အာဇာလူခေါ်တဲ့ဘာသာရေးပညာရှင်တဦးကလည်းမြို့နှွေမှာသူ့လျော့ကိုလိုက်လံရှာဖွေနေတဲ့ရဲတွေလက်ကနေသူတို့ကိုဝှက်ပေးပြီးကူညီပေးခဲ့ပါတယ်။အိမ်နောက်မှာတော့အာဇာကပါဝါနဲ့နဝါတို့ကိုအစ္စလမ်အမျိုးသားဝတ်တုံးတွေဝတ်ပေးပြီးရဲတွေမရိပ်မမီအောင်မြို့ပြင်ကိုပို့ဆောင်ပေးခဲ့ပါတယ်။အစ္စလမ်ဘာသာအကြောင်းဘာမှမသိခဲ့တဲ့ပါဝါဟာဒီလိုရိုးရိုးဝတ်တုံးကိုဝတ်ထားရတာထူးဆန်းနေပေမဲ့မူနီတက်ဆိုရင်ဘာမဆိုလုပ်ဖို့အစင်းသင်ဖြစ်နေပြီးသူ့ရဲ့ဖျားသခင်ကိုလည်းတောင်းပန်စကားဆိုခဲ့ပါတယ်။နောက်ရအချို့မှာတော့ပါဝါနဲ့နဝါတို့ဟာမူနီကိုတီးတဲ့လူရှိမရှိလိုက်လံစုံစမ်းပြီးနေရာအနှံ့ကိုခေါ်သွားခဲ့ကြပါတယ်။နဝါကသူတို့ရဲ့ခရီးစဉ်တလုံးတော်မူနီနဲ့ပါဝါတို့ရဲ့ပတ်သက်ခြင်းကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းကိုတရင်ဌာနတွေကိုထုတ်လွှင့်ဖို့ကလို့စားခဲ့ပေမဲ့တရင်ဌာနတွေကပြင်းစရာကောင်းတဲ့ချိုးပြီးထုတ်လွှင့်ဖို့ငင်းခဲ့ပါတယ်။တရက်မှာတော့သူတို့ဟာနာမည်ကြီးပလေတစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာရဲတွေကသူတို့ကိုလိုက်လံရှာဖွေနေတာကိုတွေ့လိုက်ရပါတယ်။နဝက်ကသူ့ရဲ့ကင်မရာမန်တင်ငယ်ချင်းဟာရဲတွေရဲ့ခိုင်းဆဲကြံရသူတို့ရှိတဲ့နေရာကိုတရင်ပေးနေတာကိုသိသွားပါတယ်။ဒါကြောင့်သူတို့၃ယောက်ဟာအဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးခဲ့ကြပြီးရဲတွေလောင်းလောင်းချောင်းလွဲသွားအောင်ကင်မရာမန်ကိုတရင်ဖားတွေပေးခဲ့ပါတယ်။အိမ်နောက်မှာတော့သူတို့အဖွဲ့ဟာပလေးမှာမှတန်းတင်ထားတဲ့ဗီဒီယိုဖိုင်တွေကိုပြန်ကြည့်တဲ့အခါမှာမူနီကဗီဒီယိုထဲမှာပါတဲ့အမျိုးသမီးတစ်ယောက်ကိုသူမရဲ့အမေဖြစ်တယ်ဆိုတာကိုမှတ်မိသွားပါတယ်။အဲ့ဒီအမျိုးသမီးဟာဘတ်ကားတစ်စီးပေါ်တက်သွားတာကိုတွေးလိုက်တဲ့အတွက်နောက်တစ်နေ့မှာဘတ်ကားဒရိုင်ဘာစီတွားရောက်စုံစမ်းကြပါတယ်။စုံစမ်းကြည့်တဲ့အခါဒရိုင်ဘာကသူနေ့စဉ်ဖြတ်တန်းရတဲ့ရွာနာမည်ကိုပြောပြပါတယ်။အဲ့ဒီထက်ကဆိုလ်တန်ဘိုဆိုတဲ့ရွာနာမည်ကိုကြားတဲ့အခါမူနီကသူမရဲ့ဂျာဒီရွာဖြစ်တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။နောက်ဆုံးပါတော့သူတို့သွားမယ့်ခီးဆုံးကိုရှာတွေ့သွားတဲ့အခါနဝက်နဲ့ပါဝမ်ဂျူဟာဝမ်းသာဝါသာပျော်ရွှင်သွားကြပါတယ်။နဝက်ကသူရိုက်ခုထားတဲ့မှတ်တမ်းဗီဒီယိုကို YouTube ပေါ်တင်လိုက်တဲ့အခါမှာတော့ရဲတွေကအဲ့ဒီဗီဒီယိုကတဆင့်သူတို့ရှိတဲ့နေရာကိုတီးသွားကြပါတယ်။ဆိုတန်ဘိုကိုသွားတဲ့လမ်းမှာသူတို့စီးလာတဲ့ဘတ်ကားကိုရဲတွေကတားဆီးစစ်ဆေးပါတယ်။တခြားလွတ်လမ်းမရှိတော့တဲ့အခါပါဝမ်ကရဲတွေမြင်အောင်ထွက်လာပြီးနောက်ကိုလိုက်ဖမ်းတာကိုလမ်းလွှဲပေးခဲ့ပါတယ်။ရဲတွေကပါဝမ်ကိုလိုက်ဖမ်းနေခြင်းမှာမိနဝက်ကမူနီကိုခေါ်သွားပြီးသူမရဲ့ရွာကိုအရောက်ပို့ပေးခဲ့ပါတယ်။အိမ်နောက်မှာတော့မူနီဟာသူမကိုတွေ့ရလို့အတိုင်းမသိဝမ်းတာနေရဲ့အမေထွတ်သူစီကိုပြေးသွားတာကိုတွေ့ရပါတယ်။မူနီတယောက်မိသားစုနဲ့ပြန်လည်ဆုံစည်းနေခြင်းမှာပဲပါဝမ်ကတော့ရဲတွေဝိုင်းဝန်းရိုက်နှက်ခြင်းကိုခံနေရပါတယ်။ YouTube ပေါ်ကဗီဒီယိုဟာလည်းလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးနာမည်ကြီးသတင်းဌာနတွေကပါဒီအကြောင်းကိုစတင်ထုတ်လွှင့်လာကြပါတယ်။နောက်ဆုံးမှာတော့လူတွေကပါဝမ်ကသူလျောမဟုတ်ဘဲကလီမလီကိုကူညီပေးလို့ဖန်ဆီးထားခဲ့တာမှတီးသွားကြပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံလုံးကပြည်သူတွေကသူ့ကိုဝိုင်းဝန်းထောက်ခံကြပါတယ်။ဒါပေမဲ့ပါကစ္စတန်အာဏာပိုင်တွေကတော့သူ့ကိုလွတ်ပေးဖို့ညှင်းဆိုကြပါတယ်။သူတို့ဟာပါဝမ်ကိုထောင်ထဲမှာနာရီပေါင်းများစွာရိုက်နှက်ရေနစ်တာအစာငတ်ထားတာစတဲ့နှိပ်စက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်နဝက်ကပါဝမ်ကိုအိမ်ပြန်နိုင်အောင်နေဆက်မှာလူစုပြီးစန္ဒဖျော်ပြဖို့ UAE နဲ့မှာပြည်သူတွေကိုတောင်းဆိုလိုက်ပါတယ်။ဒီစီဂျင်ကအောင်မြင်သွားပြီးနှစ်ဖက်နိုင်ငံကလူအုပ်ကြီးကနေဆက်ကိုစုပြုံရောက်လာကြပါတယ်။ရက်စီကာနဲ့သူမရဲ့မိသားစုဝင်တွေကလည်းပါဝမ်ကိုစောင့်ကြည့်နေတဲ့လူအုပ်ထဲမှာပါဝင်နေပါတယ်။နောက်ဆုံးမှာတော့အာနာပိုင်တွေကအလျော့ပေးလိုက်ရပါတော့တယ်။
ပါဝါနယ်ဆက်ကိုဖျက်ထွက်လာတဲ့အခါမှာတော့လူအုပ်ကြီးကသူ့ရဲ့နာမည်ကို hit အောင်ပြီးကြိုးဆိုခဲ့ကြပါတယ်အဲ့ဒီအချိန်မှာလူအုပ်ထဲကမန်နီကလဝိုင်းရမ်းပြနေပါတယ်ယူဒီယဆိုသလိုသူမကပါဝါစစ်စားချိန်တုန်းကပါဝါအခေါ်ခိုင်းခဲ့တဲ့မမဆိုတဲ့အနံကိုအတန်းထွက်ပြီးအော်ဟစ်လိုက်ပါတော့တယ်နှုတ်ဆက်စကားကိုအော်ဟစ်လိုက်တဲ့အခါလူအုပ်ကြီးတစ်လုံးတိတ်ဆိတ်သွားပါတယ်မန်နီရဲ့အတန်းကိုကြားလိုက်တဲ့အခါပါဝါကအန်အော်ကြီးနဲ့နောက်လှည့်ကြည့်လိုက်ပါတယ်သူတို့နေရာအချင်းချင်းပြေးဖက်နေတဲ့မြင်းကွင်းနဲ့အတူစကားလေးကိုပျော်ရွှင်စွာနဲ့အဆုံးသတ်ထဲပါတယ်နောက်မှလည်းအခုလိုမျိုးစိတ်ဝင်စားကြဇာလန်းကောင်းတွေလည်းဆက်မပြတ်တင်ဆက်ပေးတော့မှာမို့လို့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်